Hello guys မင်္ဂလာပါ Rose ဒီ video မှာတော့ Rose ရဲ့ပွဲနေ့ရဲ့တနေ့တာလေးကိုပြရမှာဖြစ်ပါတယ်ဒီပွဲလေးအတွက်တော့ Rose က Bangkok ကနေ Prachap Kirikan ဆိုတဲ့မြို့လေးကိုသွားရပါတယ် Bangkok ကနေညနေ9 နာရီဝန်းကျင်မှာထွက်တာဖြစ်ပါတယ်အဲကတော့ Rose တို့9 နာရီညနေပိုင်းလောက်မှရောက်တာပေါ့သူတို့ဖျားပွဲပေါ့ဒါ Rose တို့ဖျားပွဲမှာသွားထိုးတာပေါ့Rose တို့ဖွင့်လိုက်ရဲမှာ Rose ရဲ့အတင်းတွေ Rose ရဲ့နီးပြတွေပေါ့ဖျားပွဲဆို retro season ထားပြရတော့အရင်မိုက်တယ် station လည်းအရင်မိုက်တယ်ပေါ့ station လည်းအမြင့်ကြီးပဲရောက်လာတဲ့ Rose ကတော့ weight chain ရတယ် weight chain ပြီးပြန်ပတ်နေတဲ့ပုံလေးရိုက်ရတယ်ပြီးတော့သူတို့ကလည်းနှလုံးခုန်လုံးတွေစစ်ပေးရပေါ့ Rose ရဲ့သွေးပေါင်ချိန်တွေတိုင်းပေးရအဲ့ဒီဆိုရင် weight တန်းတဲ့ညီအောင် Rose ကဘာမှမစားခါတော့ဒီပေါင်ချိန်ပြတဲ့ Rose 7-11မှာတော့ဖြစ်ရပေါ့ RI ဖြစ်ရပွဲစဉ်ပထမဖြစ်နေတဲ့အကြောင်းအစားကြည့်လွယ်ပဲ quick carbs တွေကိုပဲစားလိုက်တယ်ပေါ့ပြောသီးတို့ jelly တို့ပေါ့ Rose ရနဲ့တရက်ယိုလဲဝယ်လိုက်တယ်မြန်မာပြည်ကတရက်ယိုနဲ့တူမယ်ထင်တော့ဒါပေမဲ့ဒီတစ်စိတ်ကတိတ်မကောင်းနေဘူးအတူရတာရဲ့တူနေအားလေးဖြစ်ပြီးဆိုတော့ Rose ကမှစားပြီးပတ်တီးစီပါတယ်ဒါ Rose ရဲ့နီးပြnet the win ပါ coach net the win ပါသူက Rose ကိုပွဲတိုင်းမှာပတ်တီးစီပေးရပေါ့နီးပြကောင်းနေရတာ Rose ကအရင်ကန်ကောင်းပါတယ်ဒါတော့ပွဲမတိုင်ခင် warm up လုပ်နေရပါသူတို့ကအချိန်မှာဆို remind လုပ်ပေးရပါရလို့ရမယ်ဘလိုရေးလို့ရမယ်ဆို remind ပေးတဲ့အချိန်မှာဒါတော့ simple တက်ဖို့စောင့်နေတဲ့အချိန်မှာအဲ့မှာထိုင်နေရပါတယ်ပြီးတော့ပွဲစားပါပြီသူကတော့ပွဲစားတက်တန်းကြီးပြီပေါ့ Rose ကအများကြီးလက်တက်ကြီးရယ်သူကန်ချက်တွေတော်တော်လေးကောင်းနေဟုတ်တယ်သူက Rose ကနားရဲ့အချိန်မှာကောင်းပြီး view site ပေးနေရပေါ့ပြီးတော့ coach ကလည်းဘာလို့ရမလဲပြန်ပြီးပြောပြီးအကုန်လုံးပြန် remind လုပ်ပေးနေတဲ့အချိန်ပေါ့ opponent ကလည်းတော်တော်လေးမောနေပြပါတယ် Rose first round မှာ Rose ရဲ့တောင်းစင်းတဲ့ team ရောသူလည်းမျက်စိနဲ့ရောင်းသွားတယ်ပေါ့ဒါ second round ပါကတော့တရားအချီပြီးနားနေရဲ့အချိန်ပေါ့ Rose ရဲ့တရားအချီကိုဗီဒီယိုမရိုက်ပေးထားမိဘူးပေါ့ဆိုတော့ဒါ Rose နိုင်တော့ပါဒီပွဲကိုတော့အကြိုက်ဆုံးပွဲလို့ပြောလို့ရပါတယ်။ဂိမ်းဘက်လည်းကောင်းတယ်။ထိုးနေတဲ့အချိန်လည်း Rose ပြောနေရလို့ပေါ့။ Rose တို့တင်စုပေါင်း4ယောက်ပွဲထွက်တယ်ပေါ့။အဲ့ထက်ကနေ2ယောက်နိုင်တယ်2ယောက်ရှုံးတော့ပါတယ်။ပြီးတော့ Rose ချစ်ချင်းပန်ကောက်ပြန်ပါတယ်။အင်ကိုကတော့မနက်4နာရီမှရောက်တာပါ။ဒါ Rose အင်ကိုလမ်းရှောင်းနေတဲ့ဗီဒီယိုပါ။ဒါပါပဲ။ Thank you very much. Bye.